ကဲမြင်တာတွေ့ရလေးပြောလိုက်ပါနော်မနေ့ကတော့တုံညာထိတ်နဲ့တုံညာအပိတ်ကိုပြီးတာနော်တုံညာ9ထိတ်တုံညာအပိတ်နဲ့4နဲ့စင်းထော်ပါတယ်တုံညာ4ဆိုပြီးဟုတ်လားဒါတော့အလှည့်အပြောင်းပေါ့နော်တောက်လျှောက်မှန်လာတာကြီး sorry ဟုတ်တယ်နော်ဒီမှာဒီ2ရဲ့ဒီ3ရဲ့ဒီ3ရဲ့ပေါင်း9ရဲ့နှက်က3အပိတ်ပြီးတယ်ဒီ1ရဲ့2ရဲ့3နဲ့3နဲ့ပေါင်း6ရဲ့နှက်က9ဆိုပြီးပိတ်တယ်နော်ဒီမှာမလာပါဘူးခွန်ရဲ့1ရဲ့ပေါင်း8နဲ့9နဲ့ပေါင်းခွန်နဲ့ခွန်ရဲ့နှက်က3ညဒီကိုမစင်းသွားဘူးဒါနဲ့မဆိုင်ဘူးနော်အပိတ်ကိုစင်းရမှာဒီကောင်ဘလို့ခွေးစင်းသွားလဲဆိုတော့အပိတ်တည်းဒီလိုခွေးစင်းသွားနော်ဒီမှာဆိုအဲ့လိုပေါ့ဒီ3လုံးပေါင်းချင်းက3ည5 5တလုံးစင်းတယ်ဒီ3လုံးပေါင်းချင်း8 3အချိန်မှာ3တလုံးစင်းဒီ3လုံးပေါင်းချင်းခွန်နဲ့အချိန်မှာ2တလုံးစင်းတယ်နော်ဒီလိုပေါင်းချင်း4 9မှာ4တလုံးစင်းသွားတယ်ဒီထိတ်ကတော့မှန်တယ်နော်ထိတ်စီးတွေကျွန်တော်ပြခဲ့တာလားဒီ6ရဲ့9ရဲ့ပေါင်း1နဲ့1နဲ့ပေါင်း22ခွန်ကထိတ်နော်ဒီ2ရဲ့ဒီ1ရဲ့ပေါင်း3နဲ့9နဲ့ပေါင်း3ည5ဟာထိတ်နော်အခုတခါအဲ့လိုလာမယ်နော်အခုတခါအဲ့လိုလာမယ်ခွန်ရဲ့3ညရဲ့ပေါင်းခွန်ချင်းနဲ့ခွန်နဲ့ပေါင်းဟုတ်လားဟုတ်ဘူးဒါဒီဘက်အပြောက်ပိုင်းမ2ရဲ့1ရဲ့ပေါင်း3နဲ့9နဲ့ပေါင်း3ည5ဟာထိတ်ဆိုတော့ဒီညနေမှာ1ရဲ့2ရဲ့ပေါင်း3နဲ့3နဲ့ပေါင်း6တစ်ကထိတ်နော်61ကထိတ်မှာ61ထိတ်မှာနော်ပြောချင်တာမှာ61ကထိတ်61ကထိတ်နော်61ကထိတ်ညနေ61ထိတ်မှာကျွန်တော်တို့သွားမယ်3နဲ့ချင်းနဲ့ပေါင်း1နဲ့4နဲ့ပေါင်း9ရဲ့နှက်ခက်က3အပိတ်နဲ့ကစားရမယ်နော်3အပိတ်ဆိုတော့ကြိုက်တာကစား6လေးအပိတ်ကလည်းရှိတယ်ဒါပေမဲ့ဒါကိုတင်ထိုးပါ18 63ဒီလေးခွက်ကိုတင်ထိုးပါဒါလေးကတော့ပအရန်ပါနော်ဒီခွေကိုကစားခြင်းနဲ့ကစားလို့ရတယ်နော်သဘောနော်ဒီအခွေကတလင်းလာအင်္ဂါဗုဒ္ဓနေ့ထိအကျုံးဝင်တယ်နော်ဖွင့်ရနေ့ထိနော်ဆိုတော့ဒီညနေကိုဒါလေးကစားပါကျွန်တော်ပြထားတဲ့ပုံစံလေးနဲ့နော်16ကတော့ဗျာကြိုက်တယ်လို့ပတ်ဆရာမလို့ထိတ်ဆွဲထိတ်အဲ့လောက်ထိအာမခံတာဟုတ်ပြီနော်ယုံကြည်ကစားပါယုံကြည်ကစားလို့ရတယ်